ဟုတ်ကဲ့ဒီနေ့ပွဲမှာအဓိကပြောခဲ့တဲ့ဒီ software development ကိုပေါ့နော်ကျွန်တော် AI နဲ့ဘယ်လိုလုပ်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့ပွဲမှာပြောခဲ့ပါတယ်အဲ့ဒါလေးကိုပြန်ပြီးတော့ record ပြန်လုပ်ထားပြီးတာပေါ့နော်ပို့ပြီး clear ဖြစ်အောင်အဲ့တော့ကျွန်တော်မိတ်ဆက်ပြရစေလက်ရှိမှာကျွန်တော်ကဒီ Laravel နဲ့ developer နဲ့အလုပ်လုပ်နေတယ်ပေါ့နော်ဒီ Point Join ဆိုတဲ့ company မှာအလုပ်လုပ်နေတယ်ကျွန်တော်ကိုသိရတဲ့လူတွေရှိတယ်မသိရတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီနေ့ပွဲမှာအဲ့တော့အများသိအောင်ပြန်ပြီးမိတ်ဆက်ပြရစေကျွန်တော်ကနောက်ပြီးတော့ Rabbit Converter Doji to Unicode to Doji Converter ကိုလည်းရေးထားတယ်နောက်ပြီးတချို့ file တွေလည်းရေးထားတယ်ကျွန်တော်အကြောင်းလေးကို www.setancontrol မှာတွားပြီးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရေးထားတဲ့ file တွေလည်းအဲ့ဒီမှာ link တွေကျွန်တော်ထည့်ထားပြီးရပေါ့နော် Okay အဲ့တော့လက်ရှိမှာပေါ့နော်ကျွန်တော်တို့ရုံးရဲ့ဒီ policy ပေါ့နော်ကျွန်တော်ရုံးရဲ့ policy အရဆိုရင် coding ကိုတတ်နိုင်တဲ့တော့မရေးပဲနဲ့လက်ရှိမှာကျွန်တော်တို့က cloud နဲ့ပဲတုံးတယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောရင်ကျွန်တော်တို့ဒီရုံးက cloud code ကိုတုံးတာတစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်ကျော်တင်မှာဒီလုံးဝကို coding ကိုမရေးတော့ပဲနဲ့ cloud code နဲ့ပဲတောက်လျှောက်ဒီ software တွေကို develop လုပ်နေပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမှာ agent တွေက cloud code ရှိမယ် code ရှိမယ် open code ရှိမယ်တခြားဟာတွေလည်းရှိရပါတော့အဲ့တော့လူသုံးများတာကတော့ cloud ရဲ့ code ရဲ့ open code ရဲ့ပေါ့ဘာကြောင့်ကျွန်တော် cloud ကိုသုံးလဲဆိုတော့ရုံးကစထေးရ cloud code စထေးရ cloud code ကိုစသုံးနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ပဲကျွန်တော်တို့ဆက်ပြီး continue လုပ်နေတာပေါ့နော်အဲ့တော့ personal မှာဆိုရင်ကျွန်တော်ကတော့ Codex ကိုသုံးတယ် Codex ကတော့လက်ရှိမှာဒီ ChatGPT 5.5 ကတော်တော်လေးကောင်းနေဆိုတဲ့အခြေအနေရှိရပေါ့ Okay ဒါကကျွန်တော် workflow ပေါ့နော်ကျွန်တော်ရုံးမှာဘယ်လိုမျိုးလုပ်နေလဲပေါ့ပထမဆုံးကျွန်တော်တို့ရုံးမှာကဒီ PRD ဆိုတာကတော့ project requirement document ပေါ့တကယ်ကြဒီ feature တစ်ခုကို development လုပ်တော့မယ်ဆိုရင် require document ဘာလုပ်မှာလဲဘာ feature တွေပါအောင်မလဲဘယ်ဟာတွေအရေးကြီးတယ် user story ကဘယ်လိုမျိုးစတဲ့ information တွေအကုန်လုံးကိုဒီ project manager ပဲဖြစ်ဖြစ် product owner ပဲဖြစ်ဖြစ်စပြီးတော့ဖန်တီးရပေါ့နော်အရင်ကတော့သူ manual ရေးတဲ့အဆင့်တွေရေးတယ်အခုနောက်ပိုင်းကျတော့အဲ့ဒါအကုန်လုံးကိုဒီ cloud ထဲမှာရှိတဲ့ scale တွေကိုကျွန်တော်သုံးတယ်။ဘာကြောင့်လဲဆိုတော့ cloud ထဲမှာပါတဲ့ scale မှာကကျွန်တော် template ကရှိထားပြီးသားအဲ့ template ထဲကိုဝင်သွားပြီးတော့ဒီဘယ်လိုမျိုးပဲ PRD ပဲလာဒီ template ပုံစံနဲ့ပဲကျွန်တော်ရောက်တယ်ပေါ့နော်။အဲ့တော့ template ပုံစံနဲ့ပဲရောက်တယ်။အဲ့တော့အဲ့ဒီ template ကကျွန်တော်တို့စီ PRD ကကျွန်တော်တို့ developer စီရောက်လာတယ်။ developer စီရောက်လာတဲ့ခါကျရင်ကျွန်တော်တို့ကဘာဆက်လုပ်လဲဆိုတော့ review လုပ်တယ်ပေါ့နော်။ review လုပ်တဲ့ခါမှာကျွန်တော်တို့ manual review လုပ်တဲ့အခါမှာဒါကိုဘယ်လိုနားလည်တယ်လဲနားလည်တဲ့ပုံမှာမူပြီးကျွန်တော်က mockcat ကို pencil.dev နဲ့တုံးတယ်pencil.dev ကတော့ကျွန်တော်တို့ဒီ cloud နဲ့မှာလွယ်ကူကူကျွန်တော်တို့ cloud နဲ့မှာကျွန်တော်လွယ်ကူသုံးလို့ရတယ်ပေါ့နော်ဒီအဓိကတော့ mockcat ပဲကျွန်တော်တို့ design အကြီးကိုမသုံးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော် design တွေအကုန်လုံးကကျွန်တော် design system ကိုကျွန်တော်ဖန်တီးထားပြီးဒါအဲ့ design system နဲ့ပဲအလုပ်လုပ်တာ哦ဒါပေမဲ့ကျွန်တော် mockcat လုပ်တဲ့အခါမှာကြာရင်เนาะ user flow ကဒီလိုမျိုးရှိမယ်ဒီ screen တွေမြင်ရမယ်ဒီလိုသွားမယ်ဒီလို flow ရှိတယ်ဆိုတာ confirm လုပ်တာပေါ့နော်ကျွန်တော် project manager နဲ့ဒီ project owner နဲ့ပေါ့နော်သူက confirm ဖြစ်သွားပြီးမှန်တယ်မင်းနားလည်ထားတာမှန်တယ်ဆိုမှကျွန်တော်တို့ကစပြီးတော့ဒီ technical design ပေါ့ဘာလို့မလဲဘယ်ဟာသွားမှာလဲဒီဘယ်လို database တွေစောင့်မလဲဆိုတဲ့ကိစ္စကိုကျွန်တော်စဉ်းစားတယ်ဒါလည်းစဉ်းစားတဲ့အဆင့်ကိုလည်းကျွန်တော် phase တွေကိုကျွန်တော်ခွဲခြားတယ်ဒီစဉ်းစားပြီးခွဲခြားတဲ့အဆင့်တွေကဒီလူနားလည်ပြီးွားရင်ခွဲခြားတဲ့အဆင့်ကိုတော့ကျွန်တော်တို့ကဒီ cloud ကိုကျွန်တော်ဖန်လုပ်ခိုင်းတယ်ပေါ့ပြီးမှကျွန်တော် cloud နဲ့ကျွန်တော်တို့ကထပ်ပြီးတော့ဒီ development စလုပ်တယ်ပေါ့အဲ့တော့ development စလုပ်တဲ့အခါမှာပုံမှန်အဖြစ်သူများတွေကတော့ဒီတစ်ခါလေးတန်းပြီးတော့ဒီ develop လုပ်တယ်ပေါ့ကျွန်တော်ကတော့အမြင်နဲ့ plan ကိုစရပေါ့နော် plan ကအရေးကြီးတယ်လို့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒီတချို့ feature တွေကဒီ plan ထဲမှာclear ဖြစ်တယ်ပေါ့နော်တချို့ file ကလောက်ထားတဲ့ဟာကမှာထားပါလို့ तू မှားနေရလား तू နားလည်မှုနဲ့ဒီကျွန်တော်တို့လုပ်ဖြစ်ချင်တဲ့ဟာနဲ့တကယ်ကိုက်ရလားဆိုတာကိုကျွန်တော်အရင်ဆုံးကြည့်တယ်ဒီ plan တစ်ခုလုံးမှားနေမှန်တဲ့အထိကျွန်တော်ပြင်တယ်ပေါ့နော်ကဲ plan ကကျွန်တော်ကြိုက်သွားပြီကျင့်တတ်သွားပြီဆိုတဲ့အခါကျမှကျွန်တော်တို့က development feature ကိုစတယ်ဒါကကျွန်တော်တို့ development မသွားခင်လုပ်တဲ့ flow ပေါ့ဒီကျွန်တော်ရုံးမှာလက်ရှိမှာအဲ့ဒီ workflow ကိုသုံးနေတယ်ကျွန်တော်တို့မှာဆိုရင်ဒီကျွန်တော်သုံးလို့ရ cloud.md မှာဆိုရင်ကျွန်တော်တို့က code တွေအကုန်လုံးကိုကျွန်တော်ရေးထားတယ် agent.md မှာဆိုလည်းရေးထားတယ်ဒါ init နဲ့လုပ်တာပေါ့နော်နောက်ပြီးကျွန်တော်ဘာသုံးလဲဆိုတော့ husky ကိုသုံးတယ်ဒါ git ကိုကျွန်တော် pre-hook နေမှာကျွန်တော်သုံးတယ် git hook နောက်ပြီးတော့ကျွန်တော် scale တွေကိုကျွန်တော်အရင်သုံးတယ်ပြီးရင်ကျွန်တော် mcp မှာဆိုရင်ကျွန်တော် lava boost ကိုကျွန်တော်သုံးတယ်pencil.dev ကခုနလိုမျိုး mockcat ကိစ္စမှာကျွန်တော်တုံးတယ်ပြီးရင် keyword tree ကိုကျွန်တော်တို့တုံးတယ်ပေါ့နော်အဲ့တော့ implement လုပ်တဲ့ feature ကြရင်ဘယ်လိုမျိုးလုပ်တယ်လဲဆိုတော့ကျွန်တော် implement လုပ်တဲ့အခါကြရင် implement လုပ်တယ်ပြီးတဲ့အခါကျမှကျွန်တော် test ကိုအကုန်လုံး feature တွေအကုန်လုံးပြီးသွား implement လုပ်တယ် manual test တွေလုပ်တယ်အကုန်လုံးပြီးသွားကြိုက်သွားပြီဆိုတဲ့အခါကျမှကျွန်တော် unit test ထည့် unit test ကိုထည့်တယ် unit test က pass ဖြစ်သွားပြီဆိုတဲ့အခါကျမှကျွန်တော်ကဘာနဲ့ဆက်လုပ်လဲဆိုတော့ code test ကိုလည်း review ပြန်လုပ်ခိုင်းတယ်အဲ့တော့ code test ကနေ review လုပ်တာရလာတဲ့ feedback ကိုမှကျွန်တော်တို့ကဒီ cloud code ကိုပြန်ပြီးပေးရပေါ့နော် cloud code ကိုပြန်ပေးတဲ့မှာ cloud code ကနေပြီးတော့ fix လုပ်တယ်ပြီးရင် code test review လုပ်တယ်
okay ကိုတကမင်း ready to comment လို့ပြောလိုက်တယ် ready to pull request လို့ပြောလိုက်တဲ့ဆိုရင် comment လုပ်ပြီးမှကျွန်တော်တို့က pull request ဖန်တီးတာပေါ့အဲ့တော့ pull request ဖန်တီးတဲ့ခါကျရင်ကျွန်တော်တို့ဒီကမှာဒီ pull request ကရလာတခြား developer ကအဲ့ဒီ git pull request ကိုကြည့်ပြီးတော့ပထမဆုံး AI နဲ့ review လုပ်တယ်အဲ့ AI နဲ့ review လုပ်တာရဲ့ဟာကိုသူက menu ရဲ့ဒီ AI ကပေးတဲ့ဟာရမှန်လားမှားလားဆိုတော့သူ menu ရဲ့စစ်ပြီးမှဒီ code တွေအကုန်လုံးကို menu ရဲ့ပြန်စစ်တယ်ပေါ့နော် menu ရဲ့ပြန်စစ်ပြီးတော့မှကျွန်တော်တို့ကိုပြန်ပြီးတော့ဒီ feedback တွေပေးတာပေါ့အဲ့ feedback ပေါ်မှာရလာတဲ့ခါကျမှကျွန်တော်တို့တွေကဒီ cloud နဲ့ပြန်ပြင်ပြီးတော့ pull request မှာပြန် push လုပ်ဒါရ fix လုပ်ထားပြီးတော့ပါပြီဆိုပြီးတော့အဲ့တော့ဘာကြောင့်ဒီလိုမျိုး manual လုပ်ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီ development လုပ်တဲ့အခါမှာ feature လုပ်တဲ့အခါမှာတချို့ဒီ cloud ကမှားနေတာရှိတယ်ပေါ့နော်အကုန်လုံးမှန်နေရမှားနေရဆိုတာကမလိုအပ်တဲ့ function တွေပါနေတာနောက်ပြီးတော့မသုံးတော့တဲ့ function တွေပြန်မဖြတ်တာဒီလိုကိစ္စတွေရှိတယ်အဲ့လိုမျိုးကိစ္စရှိတဲ့အတွက်ကြောင့် code review ကို manual ပြန်လုပ်တဲ့ခါကျရင်တွေ့ရတဲ့ဟာလေးရှိရပေါ့နော်ဥပမာဗျာဒီ case ဒီ function တစ်ခုကနှစ်နေ့အလုပ်ကလုပ်တယ် manually လည်းလုပ်တယ် unit testing နဲ့လုပ်တယ်ဒါပေမဲ့ manual စစ်တဲ့ခါကျမှဒီ function ကို2နေရာ3နေရာခွဲထားတာတွေ့တယ်ဥပမာဆိုရင်ဗျာကျွန်တော်တချို့နေရာဆိုရင်ဒီ default template ပေါ့ကျွန်တော် default template မှာဆိုရင် default template name ကတစ်ခုပေးထားတယ်အဲ့ default template name ကို string အနေနဲ့ပဲ3နေရာလောက်မှာသုံးထားတယ်အဲ့ဒီစားဘာကြောင့်ကျွန်တော်တို့တွေကဒီ enum ကိုဖန်တီးပြီးတော့မသုံးတာလဲအဲ့လိုမျိုးကိစ္စတွေမှာဆိုရင်ကျွန်တော်တို့က manual review လုပ်တဲ့အခါမှာတွေ့ရတယ်ပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့က feedback တွေပြန်ပေးတယ် feedback ကို fix လုပ်ပြီးမှကျွန်တော်တို့ကနောက်ဆုံး upload ဖြစ်သွားပြီးမှဒီ development branch ကို merge လုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာပုံမှန်ဖြစ်ရင်ဒီ development feature တစ်ခုကို development လုပ်တဲ့အခါမှာအခက်အခဲဆုံးအပိုင်းကတော့ဒီ pull request ကိုမှာ code review လုပ်ရတဲ့အပိုင်းပဲ code review လုပ်ရတဲ့အပိုင်းနဲ့ code review feedback ကိုပြန်ပြင်ရတဲ့အပိုင်းပဲအဲ့တော့တခုခုကို feature တစ်ခု development လုပ်တာမြင်တယ်ဒီအဆင့်မှာဆိုရင်နည်းနည်းကြာတယ်မှာ loop ပတ်နေအောင်ပေါ့နော် feedback ကိုရလိုက်ပြန် fix လိုက် feedback ရလိုက် fix လိုက်နေအဲ့မှာနည်းနည်းလေးကြာပြီး loop ပတ်တာပေါ့ okay ကျွန်တော်အမှဆိုကျွန်တော် git hook ကဘာသုံးနိုင်လဲ git hook ကကျွန်တော် pre commit နဲ့ pre push ဆိုပြီးသူ့မှာရှိရပေါ့နော်အဲ့တော့ကျွန်တော်ဘာလုပ်တယ်ဆိုတော့ link လုပ်တယ်ပေါ့နော်ဒီ code format တွေမှန်ရဲ့လားကျွန်တော်တို့ပေးထားတဲ့ file type design တွေမှန်ရဲ့လား file name ပုံစံတွေကျွန်တော်တို့သွားထားတဲ့ variable name ပုံစံတွေမှန်ရဲ့လားဆိုတဲ့ဟာတွေကိုကျွန်တော်ဆက်တာပေါ့ git push လုပ်တဲ့ခါမှာနောက်ပြီးတော့ကျွန်တော် label မှာဆို label ping ဆိုတာရှိရပေါ့နော်အဲ့ဟာနဲ့ဆိုရင်ဒီ code format တွေကိုပြန်စစ်ပေးတယ်မှာ file name ပေးထားတာမှန်ရမယ် file name ကိုသွား file name standard ပေါ့ file name standard ကမှန်ရမယ်နောက်ပြီးတော့ class standard တွေကမှန်ရမယ်စတာတွေအကုန်လုံးကိုကျွန်တော်တို့ကဒီ pre commit မှာကုန်စစ်တယ်အဲ့ဒါတွေအကုန်လုံးတနည်းပြောရင်ဗျာကျွန်တော်တို့တွေကဘာကိုလုပ်ထားရလဲဆိုတော့ standard ပေါ့နော်လူတိုင်းကဒီလို standard ကိုလိုက်နာရမယ်လူတိုင်းကဒီ company မှာရှိနေတဲ့လူတိုင်းကဒီလိုပုံစံရေးသားရမယ်ဆိုပြီးတော့ standard တစ်ခုသတ်မှတ်ထားတာပေါ့တနည်းပြောရင်ဗျာဘယ်သူပဲလာ user developer အသစ်ပဲဝင်မေး developer အဟောင်းကပဲလို့ coding standard ကတပုံစံတိုင်းထွက်အောင်ကျွန်တော်တို့ကဖန်တီးထားတာပေါ့နောက်ပြီးတော့ကျွန်တော်အဲ့ဒီ pre commit တွေမှာဘာရှိတယ်ဆိုတော့ဒီ language file တွေရှိအောင် language file တွေမှာရောအကုန်လုံးကြေညာရထားတာတခါ English မှာပါတယ် Spain မှာကြံခဲ့သလားဒါမှမဟုတ် France မှာကြံခဲ့လားစတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့တန်းပြီးတော့ထည့်ထားတာပေါ့အဲ့တော့ကျွန်တော်တို့မှာ cloud.md တို့ agent.md တို့ဆိုတာဘာလဲပေါ့နော် cloud.md ကတော့ဒီ system တစ်ခုလုံးမှာကျွန်တော်တို့ရဲ့အဓိက process လုပ်မယ်ဆိုတဲ့အဆင့်ပေါ့နော်ဘာလုပ်မယ်လဲဆိုတဲ့ဟာအကုန်လုံးအကုန်ထည့်ထားတာအဲ့တော့ကျွန်တော်အဲ့ဒါအကုန်လုံးကိုကျွန်တော် init နဲ့ပဲကျွန်တော်အရင်ဆုံးချလိုက်တယ်နောက်ပြီးတော့ကျွန်တော်တို့တွေက multiple cloud.md တို့ agent မှာ open code မှာဆိုရင်တော့ agent.md သုံးလို့ရတယ်ထားပါတော့ကျွန်တော်တို့ကဒီ project folder တစ်ခုထဲမှာ backend လည်းတစ်ခု backend က folder တစ်ခု front က folder တစ်ခု flutter တစ်ခုเนาะဒီ project 3ခုကိုကျွန်တော်တို့က folder တစ်ခုထဲမှာထည့်ပြီးအပေါ်ဆုံး folder ကနေပြီးတော့ကျွန်တော် manage လုပ်တာပေါ့backend မှာဒီ feature ထည့်လိုက်တယ်ပြီးအခါအဲ့ feature အဲ့ API ကို development လုပ်ပြီးသွားတဲ့အခါကျရင်ရော့ငါတို့ front end flutter ဘက်မှာလည်းဒီ API တိုင်းကိုဒီလိုထည့်ပါဆိုပြီးတော့ပြန်ခိုင်းလိုက်လို့ရတာပေါ့အဲ့တော့ဒီအပေါ်ဆုံးနေရာလေးတွေ့ပြီးတော့အလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်တော့ front end က code ကိုလည်းသွားဖတ်လို့ရတယ် backend က code ကိုလည်းဖတ်လို့ရတယ်အဲ့တော့ front end ကို development လုပ်တဲ့အခါမှာ backend ကမှာဘယ်လိုမျိုး API တွေ response ပြန်လာမလဲဆိုတာကိုကြည့်ပြီးတော့တစ်ခါတည်းလုပ်လို့ရတာပေါ့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကအရင်တော့လုပ်တဲ့ပုံစံအရဆိုရင်ကျွန်တော် backend ကနေပြီးတော့ develop လုပ်တယ်အဲ့ဒီဟာနေ markdown file ထွက်လာတယ် markdown file ထွက်လာတဲ့ဟာကိုမှကျွန်တော်တို့တွေကဒီ front end ရဲ့ code ထဲမှာထည့်ပြီးတော့ငါမှာ API guideline ကဒါပါဆိုပြီးပေးပြီးတော့အလုပ်လုပ်တယ်အခုနောက်ပိုင်းကျတော့အဲ့လိုမျိုးမထည့်တာမနဲ့ project ထဲမှာအကုန်ထည့်လိုက်တယ်backend back ကနေပြင်ထားတဲ့ဟာဆိုတော့ပူးပြန်လုပ်ပြီးအကုန် edit လုပ်ပြီးတော့တစ်ခါတည်းတန်းပြီးတော့ပဲဒီအလုပ်လုပ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီ backend နဲ့ front end ကိုလုပ်ရတဲ့အခါမှာပို့ပြီးလွယ်ကူပြီးရှင်းလင်းတယ်ပေါ့နော်လက်ရှိကျွန်တော်သုံးနေတဲ့ပုံစံနောက်တစ်ချက်ကကျွန်တော်တို့ဒီ cloud.md မှာဒီအမြဲတမ်းထည့်ပြတာက always respond in simple English ပေါ့နော်ဘာကြောင့်လဲဆိုတော့ Opus 457မှာဆိုရင်နည်းနည်းလေးသူကစကားအရင်ဖြည့်ရဗျာပြန်လိုက် response တွေကမလိုအပ်ပဲနဲ့မေးနေတာအရင်များတယ်အဲ့တော့ short to the point ကိုပဲကျွန်တော်တို့ကတစ်ခါတန်းပြီးတော့မေးရ okay ငါ့ကိုဒီလို simple English နဲ့ short to the point ဘာဖြစ်ချင်လဲဆိုရင် response ပြန်လာအများကြီးဖြည့်ပြီးနေနဲ့
အခုနောက်ပိုင်းဆိုတော့ကျွန်တော်ကဒီ system တစ်ခုလို့ project တစ်ခုလို့ဆိုတာမဟုတ်ဘဲနဲ့ system တစ်ခုလုံးဖြစ်အောင်ဒီ cloud dot ထဲမှာ append system proc ဆိုပြီးတော့ဒီ ZSHRC ထဲမှာတစ်ခါထည့်ထားတယ်တင်းပြောရင် cloud ကိုလှမ်းခေါက်လိုက် cloud ကိုလှမ်းခေါက်လိုက်တာနဲ့တစ်ခါတည်းဒီ system proc ကတစ်ခါထည့်ထားပြီးတော့ design ပုံစံကျွန်တော်တွားထားရပါတော့အဲ့တော့ scale ကိုဘယ်ထဲမှာထည့်ရလဲဆိုတော့ cloud ရဲ့ .cloud ရဲ့ scale file ထဲမှာ folder ထဲမှာအောက်မှာတွားထည့်လို့ရတယ် .agent ရဲ့ folder အောက်ထဲမှာတွားထည့်လို့ရတယ်အဲ့တော့ generate PR ကျွန်တော်တို့ကဒီ scale file တွေမှာဘာပါလဲဆိုတော့ဒီ template နဲ့ကျွန်တော် scale တွေပါတယ်မှာ PRD ကိုဖန်တီးတဲ့ scale ပါမယ် pull request ကိုဒီဖန်တီးတဲ့ scale ပါတယ်နောက်ပြီးတော့ security checking လုပ်တဲ့ဟာတွေပါတယ်ပေါ့နော် code review လုပ်တာတွေဒါအကုန်လုံး scale တွေအများကြီးပဲကျွန်တော်တို့သုံးတာပေါ့နော်ပုံမှန်ပြကျွန်တော်သုံးတဲ့ scale တွေကတော့ PRD လုပ်တယ် PRD ကို process လုပ်တယ်ပြီးတော့ pull request ကိုလှမ်းတင်ခိုင်းတယ်ပေါ့နော် pull request ကိုလှမ်းတင်တဲ့အခါမှာ pull request format က template ကဘယ်လိုမျိုးပုံစံနဲ့ဆိုပြီးတော့ကျွန်တော်တို့လုပ်ခိုင်းတာများတယ်အဲ့တော့နောက်တစ်ခုကကျွန်တော် agent ပေါ့နော် agent မှာကျွန်တော် Laravel developer လို့ Flutter developer လို့ senior backend လို့စတဲ့ဒီ agent တွေအများကြီးကျွန်တော်တို့ဖန်တီးထားတယ်ပေါ့နော်ကျွန်တော်လိုတဲ့ agent တွေအဲ့တော့ agent နဲ့ scale ကဘာကွာလဲပေါ့နော်တကယ်ကြ scale က knowledge လို့ဖြစ်ပြီးတော့ agent ကအဲ့ဒီ scale ကို apply လုပ်မဲ့လူပေါ့နော်တကယ်ပြောရင် agent ကဒီသူ့အတူsub agent တစ်ခု sub agent တစ်ခုနဲ့ process လုပ်ပြီးတော့ scale ကိုဖတ်ပြီးတော့အလုပ်လုပ်မဲ့တဘောပေါ့ဘာနဲ့တူလဲဆိုတော့အပြင်မှာဆိုရင် PHP developer မှာ Laravel scale ရှိမယ် Flutter developer မှာ Riverbox scale ရှိမယ်အဲ့ဒီပုံစံပေါ့နော်အဲ့တော့ဒါဆို scale file မှာဆိုရင်ပုံမှန်ပြည့်ဒီလိုမျိုးရှိရပေါ့နော် code review လုပ်တဲ့ scale ဆိုရင်ဒီမျိုး scale မှာကျွန်တော်ဒါကတော့အကျန်းပြထားတာပေါ့တကယ်ကြတော့ဒီ code review လုပ်တဲ့ scale ကအရှည်ကြီးရေးရတာပေါ့အများကြီးရှိတယ်အဲ့တော့ဘယ်လိုမျိုး format တွေငါလိုချင်တယ်ဘယ်လိုမျိုး format နဲ့ user ကိုပြင်ပြပေးမယ်ဆိုတဲ့ဟာပေါ့နော် code review မှာအဲ့တော့ဒီ code review ထွက်လာတဲ့ဟာကိုမှကျွန်တော်တို့ကဒီ agent ပေါ့နော် code review က agent ကဘာလုပ်တယ်လဲဆိုတော့ဒီ scale file ကိုတွားဖတ်တယ် scale file ကိုဖတ်ပြီးတော့ဒီ change ဘယ်ဟာတွေကိုကျွန်တော်တို့ကဘယ်လိုမျိုး apply လုပ်ပြီးတော့ဘယ်လိုမျိုး user ကိုပြန်ဖြုတ်ပေးမယ်ကျွန်တော်လုပ်မဲ့ဟာတွေကဘာကြီးဒါကဒီ agent ကအလုပ်လုပ်တာပေါ့အဲ့တော့ကျွန်တော် agent ကိုခိုင်းကြည့်ရင် dash agent နဲ့ code review ဆိုပြီးတော့ကျွန်တော်ခိုင်းလိုက်လို့ရတယ်အဲ့ဒါမှမဟုတ်ရင်ဒီကျွန်တော် code ထဲမှာဘယ် agent ကိုသုံးပြီးတော့ process လုပ်ပါဆိုပြီးတော့ကျွန်တော်ခိုင်းလိုက်လေရတယ်ပေါ့နော် code test ထဲမှာပဲရတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က prompt ပေါ့နော်ဒီ prompt ကိုပြန်လုပ်ပေးတဲ့အခါမှာကျွန်တော်တို့ကအရေးကြီးဆုံးကကျွန်တော်တစ်ခုခုကို deployment လုပ်ခင်မှာဒါနဲ့ပတ်သက်တဲ့ domain knowledge ကိုကျွန်တော်နားလည်နေဖို့လိုတယ်ဘာကြောင့်ကျွန်တော်ဒါကိုလုပ်တာလဲကျွန်တော်ဘာလုပ်မှာလဲဒါပြီးွားရင်ဘာလိုမျိုးရလဒ်တွေမြင်ရမှာလဲကျွန်တော်တို့ကဘာကိုလိုချင်တာလဲစတဲ့မိကုန်းတွေမေးပြီးမှကျွန်တော်တို့တကယ်နားလည်ပြီးဆိုတဲ့အခါမှာစပြီးလုပ်ကြရပါတော့ဥပမာဒီကျွန်တော်ရောက်လာတဲ့ PRD ကိုကြည့်ပြီးတော့ဒီ PRD ရဲ့ဆိုလိုရင်းကိုကျွန်တော်တကယ်သဘောပေါက်ရလားဘာလုပ်ချင်လဲဆိုတော့ကျွန်တော်တကယ်သိရလားအဲ့ဒီဟာအတွက်ကျွန်တော်တို့က requirement တွေအကုန်လုံးကကျွန်တော်တို့မှာ gathering လုပ်ထားပြီးသားဥပမာထားပါတော့ဗျာကျွန်တော် API integration တွေလုပ်ရမယ်အဲ့တော့ဟိုဘက်က API တွေရောကျွန်တော်ရပြီးသွားပြီလားဘယ် API တွေလို့မလဲဟိုဘက်မှာတခြားကိုကျွန်တော် connect လုပ်ရမယ် API document တွေရောကျွန်တော်တို့မှာရှိရလားစားတဲ့ဟာတွေအကုန်လုံးကိုအရင်ဆုံးစုစည်းရတယ်ပေါ့နော်အဲ့ဒါတွေစုစည်းသွားတဲ့အခါကျမှကျွန်တော်တို့ကဒီ prompt ကိုစပြီးအလုပ်လုပ်တာပေါ့နောက်ပြီးပုံမှန်အဖြစ်ကျွန်တော်က plan mode နဲ့ပဲကျွန်တော်အများနဲ့လုပ်တယ်ဘာကြောင့်လဲဆိုတော့ဒီ plan mode ကမှကျွန်တော်တို့ကသူဘာလုပ်မလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်ကကောက်ကောက်မြင်ရတာပေါ့အဲ့ဒါပြီးသွားတဲ့အခါမှာနားလည်သွားပြီးကျွန်တော်တို့တွားခြင်းတဲ့ပုံစံတိုင်းပဲထုတ်တယ်ဆိုတဲ့ခါမှာစပြီးတော့ကင်တာပေါ့နော်ဒါကပုံမှန်ကျွန်တော်အဲ့လိုမျိုးပုံစံတွားမဟုတ်ဘူးဆိုရင်ဒီပြင်ပြီးတော့လောက်ခိုင်းတဲ့ခါကျရင်ထွက်လာတဲ့ခါမှာ manual ပြန်စစ်တဲ့ခါမှာလွဲနေတာမှားနေတာဆိုရင်ပြဿနာကဟို git reset ပြန်ချပြီးတော့အစပြန်လုပ်နေတဲ့ဟာကြီးလည်းရှိတာပေါ့နော်အဲ့ဒါလည်းဆိုင် plan mode လေးနဲ့တွားပြီးတော့ data wise ဆိုရင်လောက်တာကတော့ပိုကောင်းတယ်အဲ့တော့ plan ကလည်းသူပေးထားတဲ့ဟာကို review လုပ်တယ်မှားနေတဲ့ဟာဆိုရင်အချိန်မှာတစ်ခါတည်းပြင်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော် Git World Tree ပေါ့ Git World Tree ကတော့မဖြစ်မနေကျွန်တော်တို့သုံးနေတဲ့ထဲမှာပါတယ်ပုံမှန်အဖြစ်ဗျာကျွန်တော်တို့တွေက Git World Tree ကို Git World Tree မတိုင်ခင်က Git report တစ်ခုချင်းစီကို folder တစ်ခုချင်းစီနဲ့တွားထားရပေါ့နော်အဲ့လိုတွားထားတဲ့ဟာမှာသူပြဿနာရှိတယ်ဥပမာကျွန်တော်တို့ဟိုးရင်ကဆိုရင် Git World Tree ကိုမသိခင်ပေါ့နော် main branch မှာရှိရပေါ့ဗျာ main branch ကကျွန်တော်တို့ကဒီထဲမှာဆိုကျွန်တော်ကသူဘယ်လောက်ရှိလဲဆိုတော့ docket folder လေးကကျွန်တော်က docket folder 4GB ရှိရပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်နောက်တစ် feature branch ခုကထားပါတော့ feature login ပေါ့နော် feature login branch ကလည်း 4GB လောက်ရှိမယ် feature register ကလည်း 4GB လောက်ရှိဘာကြောင့်လဲဆိုတော့ docket folder ကိုပဲကျွန်တော် git clone တွေလောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီ folder ကြီးမှာကျွန်တော်တို့အလကားနေကျွန်တော်တို့က 12GB လောက်ကျွန်တော်ကနေရာယူသွားပြီဒါပေမဲ့ Git World Tree ကဘာကောင်းတယ်လဲဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကဒီကျွန်တော်လုပ်နေတဲ့ folder main okay အဲ့ထက်မှာ Git World Tree add ဆိုပြီးကျွန်တော်လုပ်လိုက်တယ်ဒီထဲမှာတက် folder တစ်ခုပေးလိုက်တယ်ဘယ် folder အောက်မှာဒီ feature login branch ကိုအလုပ်လုပ်ပါဆိုရင်ပြီးတော့ဒီအောက်မှာဘယ် folder ထဲမှာအလုပ်လုပ်ပါလို့ကျွန်တော်တို့ပြောလိုက်ရုံပဲအဲ့တော့ဒီ Git
တစ်ခုတည်းအောက်မှာကျွန်တော် word tree တွေကိုကျွန်တော် folder လိုက်ကိုခွဲထည့်ပြီးတော့အလုပ်လုပ်သွားတဲ့ပေါ့တနည်းပြောရင်ဗျာကျွန်တော်တို့ကခုန focus file နေရာတိုင်းခွဲနေကြမလို့ပဲね main တနေရာနေပဲဒီတခြား branch တွေတခြား feed branch တွေပေါ့နော် git branch တွေကိုပါ handle လုပ်နေပဲတမျိုးပြောရင်ဗျာအများကြီးတက်တာ file storage တွေလည်းတက်တာသလိုဒီအလုပ်လုပ်ရတဲ့ခါမှာလည်း multiple အလုပ်လုပ်လို့ရတယ်အဲ့တော့ဘလို့အဲ့တော့ keyword tree ကိုထည့်ခြင်း keyword tree add နဲ့ကျွန်တော်ထည့်လိုက်လို့ရတယ် remove လုပ်ခြင်း keyword tree remove နဲ့လုပ်လိုက်လို့ရတယ်အဲ့တော့ဘာကြောင့် keyword tree ကိုသုံးရလဲဆိုတော့ကျွန်တော်တို့ကဒီ main branch မှာဆိုရင်ဒီ folder 3ခုလောက်ကိုကျွန်တော်ထားထားတယ်ဥပမာကျွန်တော်တို့ဆိုရင် feature 2ခုလောက်ကိုအမြင်နဲ့တစ်ပြိုင်တည်းကျွန်တော်တို့က implement လုပ်နေတယ်ပြီးသွားတဲ့ခါကျရင်တစ်ခါတည်းကျရင်ကျွန်တော်တို့ကဒီ PR လုပ်ဖို့အတွက် code review အတွက်နောက်ထပ် feature လုပ်တယ်ဒီဘက်မှာတစ်ခါကျရင်ကျွန်တော်တို့က plan တွေပါအကုန်လုံးကိုလှုပ်ထားဖြစ်တဲ့အကြောင်းတချို့ဒီ process တွေက10မိနစ်15မိနစ်လောက်ကြာရပေါ့နော်အဲ့ခါကျရင်ကျွန်တော်နောက်ထပ် branch တစ်ခုလုပ်တယ်အဲ့နောက်ထပ် branch က10မိနစ်လောက်ကြာနေတဲ့အခါမှာဒီ pull request ကိုကျွန်တော်တို့ဒီ code review တွေကျွန်တော်လုပ်တယ်ပေါ့နော်ဒီလိုပုံစံနဲ့ကျွန်တော်တို့အလုပ်လုပ်တယ်အဲ့တော့ဒီတစ်ပြိုင်တည်းမှာကျွန်တော်တို့တွေက agent 2ခုသုံးဖို့3ခုလောက်တစ်ပြိုင်တည်း run ပြီးတော့အလုပ်လုပ်နေတဲ့သဘောရှိတာပေါ့အဲ့တော့တင်ပြီးပြောရင်များဒီ developer တယောက်ကအလုပ်ကို2စ3စပုံမှန်ထက်2စ3စ parallel ပို့ပြီးလုပ်နိုင်တယ်ပေါ့နော်2စ3စလောက်ပို့ပြီးလုပ်နိုင်တယ်ဒီအလုပ်တွေလည်း parallel သွားနေတဲ့သဘောရှိတာပေါ့ငါ feature နှစ်ခုကိုကျွန်တော်တို့အရင်ကဆိုရင်ဗျာ developer တယောက်က feature တစ်ခုပဲ develop လုပ်တယ်နောက် feature တစ်ခုကို developer နောက်တစ်ယောက်ကလုပ်တယ်အခုချိန်မှာက developer တယောက်က feature နှစ်ခုကိုဒီမတူတဲ့ branch နှစ်ခုမှာတစ်ပြိုင်တည်းအလုပ်လုပ်နိုင်တယ်ဆိုရဲအခြေအနေတော့ရောက်လာတာပေါ့အဲ့တော့ panzer.dev ကိုကျွန်တော်ဘာကြောင့်သုံးလဲဆိုတော့ panzer.dev မှာဆိုရင်ကျွန်တော်တို့တွေကဒီ mockup ကိုတော့ပဲအဓိကသုံးတာတကယ် design စစ်တဲ့ကျွန်တော်တို့မသုံး panzer.dev ကတော့ mockup အတွက်အရင်ကောင်းတယ်ဘာကြောင့်ဒီ cloud design ကိုမသုံးတာလဲဆိုတော့ဒီကျွန်တော်တို့ကအဓိက token cost ပေါ့နော် token cost ကကျွန်တော်တို့ကဒီဘက်မှာဆိုရင်ကျွန်တော်ရဲ့ personal ဒီ code နဲ့ကိုသုံးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရုံးရဲ့ဟိုအောင်သွားမထိဘူးပေါ့နော်ဒါပေမဲ့ရုံးရဲ့ဟာကိုသုံးမယ်ဆိုလေကျွန်တော်တို့ကအသေးငယ်တဲ့ဒီ softness လောက်နဲ့ကျွန်တော်တို့သွားတာပေါ့နော် open နဲ့မသွားဘဲနဲ့ softness လောက်နဲ့ပဲသွားတယ်ဘာကြောင့်လဲဆိုတော့တကယ်အစ်စ်မဟုတ်ဘူးကျွန်တော်က mockup design ပဲသွားတာဘယ်လိုမျိုးလိုချင်တဲ့ဒီ screen မှာဘယ်လိုမျိုးပါမလဲဒီ screen ကမှာဒီမျိုး information တွေပြမယ်ဆိုတော့ဟုတ်သလားအဓိက information ပဲကျွန်တော်တို့မှာက design system မှာရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီက development လုပ်တဲ့အခါမှာဒီ design system အတိုင်းပဲကျွန်တော်တို့သွားပြီးတော့ဒီ apply လုပ်မှာပေါ့နော် design language design system ကကျွန်တော်တို့မှာကဒီ font ဆိုရင်ဘယ်လိုမျိုး font ဖြစ်ရမယ် color font header ရဲ့ color ဘယ်နာဘယ်လိုမျိုးဖြစ်ရမယ် site ဟာတွေအကုန်လုံးကိုကျွန်တော်တို့ကအစိုးရကြီးကကြီးညာထားပြီးသားပေါ့နော်အခုနောက်ပိုင်းမှာတော့ဒီဟာကို Google က design.md ဆိုပြီးသူဖန်တီးလာတယ်ပေါ့နော် design.md မှာအဲ့ information ထည့်တယ်အဲ့ Google ရဲ့ design.md မဆိုင်ခင်ထဲကကျွန်တော်ရုံမှာကအဲ့လိုမျိုး design system အတွက်တည်တဲ့ md file လေးဖန်တီးထားပြီးတော့ဒီ cloud.md ထဲမှာ design နဲ့ပတ်သက်ပြီးအလုပ်လုပ်မယ်ဆိုရင် design.md ကိုတွားဖတ်ပါဆိုပြီးတော့ sorry ထဲကကျွန်တော်ကြိုရေးထားပြီးတော့ကျွန်တော်အလုပ်လုပ်တယ်အဲ့တော့ဒီဘယ်သူပဲလုပ်ဘယ် developer ပဲလုပ်ဒီ design system ကိုဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ design ပဲထွက်လာပဲပေါ့နော်ဒီ panzer.dev ကတော့ကျွန်တော်တို့ကdummy data ဒီ mockup အတွက်ပဲကျွန်တော် mockup တွေက frame တွေအတွက်ပဲကျွန်တော်သုံးတယ်အဲ့တော့နောက်ထပ်မှာ unit testing ကတော့ပုံမှန်အဖြစ်ကျွန်တော်တို့က clock ကိုရေးခိုင်းတယ်ပေါ့နော်နောက်တစ်ချက်ပြင် unit testing မှာကျွန်တော်တို့က UI testing မှာကျွန်တော်တို့ထည့်ရေးတယ် UI testing ရေးတဲ့အခါမှာကျွန်တော်တို့က Pest browser ကိုသုံးတယ်လာပဲဖြစ်နေတော့okay ကျွန်တော်တို့ကပုံမှန်ရေးတယ် QA ဘက်ကလာ QA ဘက်ကဖြစ်တဲ့အတွက်ကြောင့်သူတို့က browser test ကို UI testing လုပ်ချင်တယ်ပုံမှန်အဖြစ် manual test လုပ်တယ် login ဝင်ဒါရှိတယ်ပြီး QA pass ပြီးပြောရပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့က playwright ကိုပဲသုံးပြီးတော့ UI test ကိုလည်းကျွန်တော်လုပ်လို့ရတယ်ပေါ့နော်ဥပမာပေါ့နော်ကျွန်တော်တို့ကဒီ playwright ကိုကျွန်တော်တို့ကဒီ unit testing တစ်ခု UI testing တစ်ခုကျွန်တော်ထည့်ချင်တယ်ပေါ့ဥပမာထားပါတော့ကျွန်တော်တို့ကဒီ dashboard page ကိုလာခဲ့လေရင်ဒီ setup ဆိုတဲ့ဟာကို setup guide မြင်ရမယ်ဒီစာတွေမြင်ရမယ်ပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့က unit testing ထည့်ချင်တယ်ထည့်ချင်တဲ့ခါကျရင်ကျွန်တော်တို့ကဒီ playwright ထဲမှာကောက်ထဲမှာကျွန်တော်ဘယ်လိုမျိုးထည့်လဲဆိုတော့ go to okay ဒီကိုသွားမယ်အဲ့တော့ login ကpassword let's see ဘာမြင်ရမလဲဆိုတော့ကျွန်တော်တို့က setup guide ဆိုတာကျွန်တော်မြင်ရမယ်ပြီးတဲ့အခါမှာဒီစာလုံးကပါနေရမယ်ပေါ့နော်ဒီကိုကြည့်ရတဲ့အခါမှာကျွန်တော်တို့ကတခါလေး HTML ကိုပါထည့်ပေးလိုက်တာပိုကောင်းတယ်ဒီတိုင်းနဲ့ဆိုင်ဘာကြောင့်လဲဆိုတော့သူကဒီ page မှာဒီစာတွေမြင်ရဆိုတဲ့ဟာကိုတိဖို့အတွက်ဘယ်လိုသွားမလဲဆိုတဲ့ဟာကိုသူတိဖို့လိုနေသေးရပေါ့အဲ့တော့ကျွန်တော်တခါလေး HTML ကိုပါကျွန်တော်ခါလေးထည့်ပေးလိုက်မယ်အဲ့ဒါဆိုရင်သူ AI အနေနဲ့ပို့ပြီးအဆင်ပြေတယ်ပေါ့ကျွန်တော် HTML ကို okay
အဲ့တော့ကျွန်တော်တို့မှာခုနကပြောရရင်ကျွန်တော်တို့မှာကလက်ရှိ document ကိုတွားထားရှိရယ် login ကိုဆက်ထားရှိရယ် okay အဲ့တော့ဒီ AI ကိုလောက်ထားတဲ့အခါမှာ AI ကနေပြီးတော့နောက်ထပ်ဒီ dashboard အတွက်ကျွန်တော်သူထည့်ပေးမယ်ပေါ့နော်ဖန်တီးပေးမယ်ပေါ့ okay ဒါဆိုရင်သူက dashboard အတွက်ဒီဖန်တီးပေးရမယ်သူကသူလို့ရေးသွားပေးမယ် login ဝင်မယ်ပြီးတဲ့အခါမှာဒီသွားရဲ့ဟာမှာဒီစာလုံးမှာဒါညင်ရမယ်ဆိုတဲ့ဟာကိုသူ့ဘက်တစ်ခါရေးစစ်သွားပေးရပေါ့နော်ပြီးရင်ဒါကိုကျွန်တော် run လိုက်အောင်မယ်အဲ့တော့ဒါတွေကဒါကျွန်တော်တို့က UI testing တွေအတွက်အလိုလျောက်လုပ်ပေးတဲ့အခြေအနေရောက်လာပြီပေါ့နော် AI ကိုသုံးပြီးတော့ QA တွေဘက်မှာလည်းအဲ့ဒါဘာတွေပိုကောင်းတယ်လဲဆိုတော့ဒီရုံကလို့ဒီ deployment လုပ်မယ်ဆိုရင်ပေါ့နော်အစဆုံးကိုဒီ smooth testing လုပ်တဲ့အခါမှာအစဆုံးပြန်လုပ်နေကြမလို့တော့ QA ကဒီဟာလေးကိုပြန် run လိုက်တာနဲ့သူ test ခဲ့ဟာတွေကဘယ်ဟာ test ဖြစ်တယ်ဘယ်ဟာ test မဖြစ်ဆိုတာတခါတန်းသိတာပေါ့အဲ့တော့နောက်ဆုံးအနေနဲ့ကကျွန်တော်တို့ကဒီ code review တွေလုပ်တယ်ပေါ့နော် code review တွေလုပ်တဲ့အခါမှာပုံမှန်အဖြစ်ဘယ်လိုမျိုး code review လုပ်လဲဆိုတော့ git different dev နဲ့ head နဲ့ပေါ့နော်လက်ရှိနေတဲ့ branch နဲ့ကျွန်တော်တို့ push လုပ်မဲ့ dev branch မှာရှိတဲ့ file changes တွေအကုန်လုံးဆွဲထုတ်တယ်ဆွဲထုတ်ခိုင်းပြီးတော့အဲ့ဒီဟာပုံမှာကျွန်တော်တို့က code review လုပ်တာပေါ့ code review လုပ်ဖို့လည်းကျွန်တော်တို့က code review scale တွေကိုကျွန်တော်သုံးတယ်scaling security တက်ကြတော့ကျွန်တော်က defect ဆိုတဲ့ဟာကိုသုံးတယ်ပေါ့နော်အဲ့ဒါ Basel ကထုတ်ထားအစ်ပေးခဲ့တဲ့အပတ်ကစပြီးတော့ကျွန်တော်ရုံမှာစသုံးတယ်ပေါ့နော်အဲ့တော့ deployment လုပ်ခင်မှာဆိုရင် security scanning ကိုလက်ရှိလုပ်ထားတဲ့ code တွေနဲ့ပတ်သက်ပြီး security scanning တွေစလုပ်တယ်ပြီးတဲ့အခါမှာ manual review ကဒီ pull request လုပ်တဲ့အခါမှာစတော့ကပြောခဲ့တယ်လို့မျိုးပဲကျွန်တော်တို့က manual review တွေကတော့အခုတည်းကလုပ်နေတော့မယ်ကိုကတာကိုယ်တိုင်မြည်တော့တာဒီ code review တွေကတော့ကျွန်တော် manual ကလုပ်နေတော့မယ် manual လုပ်တယ်ဆိုရင်ပဲလေ AI ရဲ့အကူအညီပါတာပေါ့ AI ကနေပြီးတော့ကျွန်တော်တို့ git different ကထွက်လာတဲ့ဒီ code တွေနဲ့ပတ်သက်တဲ့ feedback တွေပါလာ feedback တိုင်းက AI ပြောထားတာဟုတ်ရဲ့လားမဟုတ်ရဲ့လားဆိုတဲ့ဟာကို user ကနေဆုံးဖြတ်ပေးတာပေါ့နော် user ကဆုံးဖြတ်ပြီးဒါကတော့ပြင်သင့်တယ်ဒါကမပြင်သင့်ဘူးဆိုတဲ့ဟာကို user ဆုံးဖြတ်ပြီးမှကျွန်တော်တို့ကဒီ git ထဲမှာကျွန်တော် feedback ပေးတာပေါ့ okay ဒီဘိုင်းကပြင်မှာဒီဘိုင်းကဒီဘိုင်းတွေပြင်မှာဆိုပြီးကျွန်တော်တို့ကpull request ထဲမှာကျွန်တော်တို့ပေးတာပေါ့နောက်ထပ်အရေးကြီးတာကတော့ပုံမှန်ဖြစ်ကျွန်တော်တို့တွေကဒီ feature တစ်ခုကို code changes ကိုပေါ့နော်800လောက်ကို maximum ထားရပေါ့ဘာကြောင့်လဲဆိုတော့ code တွေကကျွန်တော်တို့က900ကကျော်ရင်900ကျော်1000လောက်ဆိုရင်လုံး900ကျော်ရင်တော့ပေါ့နော်တိတ်ပြီးတော့manual review လုပ်ရတာနည်းနည်းခက်ခဲလာတယ်ဒီ changes 900လောက်ကျော်လာတဲ့ခါကျအောင်ပုံမှန်အဖြစ်ကတော့ကျွန်တော်တို့က900နဲ့800ကြားလောက်တော့ရှိတယ် feature တစ်ခုကိုအဲ့တေးနိုင်တော့တေးအောင်လုပ်ပြီးမှပဲကျွန်တော်တို့က pull request တင်တယ်အဲ့အောင်မှဒါ user က manual review လုပ်ဖို့အဆင်ပြေမှာမဟုတ်ဘူးဆိုရင်တော့တစ်ခါကြရင်ဗျာတောင်းနဲ့ချီပြီးတော့request တွေဝင်လာတဲ့အခါကျရင်ဒါကလုံးဝမဖြစ်နိုင်တော့ manual review လုပ်ဖို့ကအဲ့ဒါကအမှန်ပဲတခါကြရင်ကျွန်တော်ဟိုးရင်ကဆိုရင်ကျွန်တော်တို့ company မှာဒီလိုမျိုးဟို policy မထည့်ခင်ကဆိုရင်တချို့ change feature အကြီးတွေရှိတယ်တောင်းနဲ့ချီရဲ့ဟို request တွေအဲ့ဒါကပုံမှန် pull request ကို review လုပ်ဖို့ manually review လုပ်ဖို့ဆိုရင်2ရက်3ရက်လောက်ကြာကောင်းကြာသွားနိုင်မယ်အဲ့ဒါကြောင့်နောက်ပိုင်းမှာကျွန်တော်တို့ကဒီ feature လေးတွေကိုတစ်လေး break လုပ်ပြီးတော့ဟို break လုပ်ပြီးတော့ကျွန်တော် review လုပ်တယ်ပေါ့နော်အဲ့ဒါကပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ဒီ manual code review လုပ်ရတာလည်းပို့အဆင်ပြေတယ်နောက်ပြီး AI အတွက်မှာလည်း git different ကလုပ်လိုက်ခါမှာ800လောက်က800 changes ကတိတ်ပြီးတော့လည်း token တိတ်မကုန်ဘူးပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တောင်းချီတဲ့ဟာမှာဆိုရင် token တွေလည်းပို့ကုန်တယ်အချိန်တွေလည်းအများကြီးပေးရပြီးတော့သူပြန်လာတဲ့ feedback တွေကလည်းအများကြီးပြန်ဖြစ်နေရောအချိန်တွေအများကြီးကုန်တာပေါ့ဗျာအဲ့တော့ကျွန်တော်မှတတ်မှတ်ထားတာက main code changes feature ကိုတင်းနိုင်မြောက်တေးအောင်ထား code changes ကို line ကို800နဲ့မကြော်ဘဲနဲ့ pull request လုပ်နိုင်အောင်လုပ်ထားဆိုပြီးကျွန်တော်တို့ကတတ်မှတ်ထားတယ်ဟုတ်ကဲ့ဒါကကျွန်တော်တို့သွားနေတဲ့ဟို feature တွေဟွာတွေပဲပေါ့နော်တခြားမေးစရာရှိရဲဆိုတော့ဒီ post ရဲ့ဒီ blog sorry ဒီ YouTube ရဲ့အောက်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်ဒီတခြားမေးခွန်းတွေကိုလည်းကျွန်တော် GitHub ထဲမှာကျွန်တော်ထည့်ထားပြီးသားပါ GitHub repo မှာလည်းကျွန်တော်ဒီနေ့မှာမေးခဲ့တဲ့မေးခွန်းတွေကိုကျွန်တော်အကုန်လုံးကိုကျွန်တော်ဖြေထားပေးပါတယ် summarize လုပ်ပြီးတော့ဒီ YouTube video လေးတွေလည်းဒီနေ့ပြောရတဲ့ဟာကိုပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်အောင်တက်ဗီဒီယိုလေးလုပ်ထားပေးတာပါပြီးတော့ playwright ရဲ့ symbol လေးကျွန်တော်ထည့်ထားပေးတယ်ကျွန်တော်ဒီခုနပြောတဲ့ skill အနေနဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော် symbol ကိုကျွန်တော်ထည့်ထားပေးပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်